Jungle. ကျွန်တော်တို့လေးလေကွာဟိုကနေစောင့်နေတော့မင်းကလည်းကွာပတ်စံမထားလည်းမသိဘူးကွာအာရုံပဲနဲ့ထောက်လိုက်ရှိပါတယ်ဆိုမှဝိုင်းရကောင်းနေပြီဟိုကနေစောင့်နေတော့ဒီရပဲဒီလောကဒီလေးခုဒါလေးထူလိုက်တော့မင်းမသိတော့ပါဘူးတော်ပါကွာရှုံးတော့နိုင်မလားမသိဘူးတော့ရှုံးလို့ဘာမှရွေးနိုင်တိုင်ပတ်သွားလိမ့်မယ်ဟာကောင်းပါလေဒီကနေပြန်လာတော့ကြာနားရေးနေရှိတော်ရင်းနဲ့ပဲနဘာစကားတော့မှာပဲဟိုကောင်လေးရှိကပတ်စံလေးချီရိုက်မယ်နန်းတော့ပြန်ပြလိုက်တာပေါ့ကွာအဲ့ဒါလည်းတော့ဒီရတဲ့ပူလေအတိုင်းကြီးစောင့်နေတော့တယ်မကြနေဘူးကွာတန်းပတ်အောင်မယ်ဆိုင်အောင်ချေတော့ဘူးတဲ့အခါနောက်ကြောက်ပါလေအမေဝီရနေတယ်ဟာတော့မခက်နေတော့ဒီနားတော့အောင်လို့ဘာလဲမဖြစ်ဘူးကွာဟိုနေရာလေဒီကြီးလေးကျတဲ့ချိန်တော့ချိန်ပြီးတော့တော်သေးတော့ငါမင်းမပစ္စည်းလေးကိုထူလိုက်လို့ထူလိုက်စက်အတိုးပေးအောင်ဘာမှမဟုတ်ပြင်မနာပဲဖတ်တယ်ဟာအိမ်မှာတေးလုံးနှက်လာတာကောင်းဟာပါတယ်ဟုတ်တယ်အဘောအိမ်မှာနှက်လာတာအေးဝအောင်တော့ဘာကြီးဝိုင်းအောင်ပြင်မနာပဲဖတ်တယ်နေဘူးထဲမှာတော်ပြီနောက်ကလည်းခေါ်လို့မယုံသားတော့ဟောကျိုးတာပဲကောင်းပါတော့သိချာဦးလာတော့ဘောနဲ့ခေါ်ပြီးဘာမှလည်းမဟုတ်ဘူးတက်ဒုက္ခပဲအာမငါဒီချက်အိတ်တွေကြောက်အာနဲ့တော့ကြောက်ပါနေနေလေဒီတော့နဲ့လိုက်မလည်းဘာတက်ခေါ်တော့ဟာဘန်ကောင်းတယ်ပါလေမနေ့ကဆိုလေရတာကြီးပဲနော်မကျင် TV ရပါ TV ကျရတာပါဟုတ်လားဟာမဟုတ်ဘူးရတောက်ယူဦးစင်ဟာရိုးစင်ဟာတောက်ယူတော့ကောင်းတော့ပေးလေးတော့နော်ပေးမဲ့ပုံမရဗျပေးမဲ့ပုံအေးရပဲအေးပတ်တယ်နော်အေးတယ်ဒီကပတ်စံပြတ်နေနော်ဟုတ်အေးဝေးအားရအေးဒီနေ့မှလူရှင်းနေဟာတယ်တာတူတော့မှာပါရှိနော်ဒီကပူတူလာအဖေအေးဖြိုပါမယ်ဖြိုပါမယ်ဖလက်ချိုရလဲချိုမလို့တော့မယ်ချိုဖလက်ဒီမှာဆွလာပြောဘာလို့လဲညီဝမ်းမယ်လို့ကျွန်တော်ထားလိုက်ဒီတော့ဟာမင်းခါရလို့ကျင်စီဟာမင်းလို့ကျွန်တော်မဟုတ်ဘဲမိုးတော့မင်းရဒီလိုတော့ဒီလိုချီဆောင်းဆောင်းကိရချဲတော့ခေါ်တင်ရှိဒီကချဲပေါ့ခေါ်တယ်ငါကျွေးနေလို့ခေါ်တင်ပဲဒီတီးရတော့မဟုတ်ဘူးချဲလို့စပ်ပြီး
အဲ့မရှိတော့ဘူးရှာလို့ရဘေးရပလီကတ်တွေလို့ရပလီကတ်တွေနော်ဆောင်းပါတယ်ပလီကတ်ဘောကိုပို့အောင်နော်ပြပြရေပတ်ချာအဲ့တူလိုက်ဘူးလို့တူအော်ဆောင်းနေတယ်တော့ညာရည်အေး是的，不急，对，不的，我有算嘛的有，我怎么听样了？别了，我媳妇想东西，这，我弄了没？干饭了，懂了？你谁说？下把戏进，下把戏进，这排，红米茶，是了，这，记了，啥红米，好，哎。是的，他当我们努了，我真的都没有呢。谁有点呢？当然，这么远还就这样。这不容易多的，很容易装的呀。然后我们接着，别忘了后面。没有，谢谢阿妹。ဒီလိုတော့နေတယ်။ညတော့ဘာမှမသွားပြရဘူး။အားနေမစားလို့ပါဟုတ်။ဘယ်မှာတော့မတင်လာကြ။မတင်အောင်ဆိုငါတို့ဘာလုပ်လို့ဟုတ်တာလည်းမလုပ်နဲ့။ဟုတ်လေဒါငါတို့ဟာလေဟောဘယ်ရရဘယ်နဲ့မစားဘူး။ငါပဲဆရာပါတယ်လို့။ဆရာရောင်းလို့ငါသိတယ်။မသိကျင်တယ်မင်းကစားမသိနေရ။ဟုတ်ပါလေ။အားကြောင်းနေတာအတိမြောက်နေနော်။အားရ။ဘာလဲတော့မင်းတို့လိုက်တော့တွေ့လို့ရတယ်ရော။ကိုမစ်ကိုကတော့ဘယ်လိုလဲတမ်းဆိုင်လာပတ်အားလိုက်ရောင်းနေလည်းမသိဘူးအဒီတော့တော့ဝဲကြအောင်မယ်ဒါပြီးတော့တခုလို့ရေးမိပါကံလို့ဒီလိုလေးတိုင်းပေါ့ဒီနေနေရတယ်ကြအောက်သွားလိုက်ပါကိုပဲရှိရတော့ကိုပဲရှိရသွားလိုက်ခင်ဗျအဲပတ်စား夏天里最狼狈的是哪个选？ဟုတ်လားဘယ်လိုလဲတော့我哪有来狼狈的讲？နိုင်ဦးနိုင်没呀，不但去了， သုံးတော့别没被丢下，原来看到。အဲ့လူချင်းကကျွန်တော်တော်တောင်းလိုက်တယ်မရှိသေးလို့ပါဒီလေးရခဏတော့ဆောက်ပါထားပဲ ဒီကသူတို့လည်းဆရာရှိလာပြီးတော့ကိုကြီးကောင်းလို့ကိုကြီးတွေ့လိုက်တာနောက်တော့ကျတော့တို့များတော့ဘူးတော့မစက်ကြီးကပေါ်မစ်ခုတောင်းလိုက်မှရမှာတဲ့နော်ဒါမျိုးနိုင်ပြောလိုက်မယ်မြို့ဒါမျိုးအစိုးတို့ပြောမှရမယ်နှုတ်ဒီအတလုံးငွေသားရွက်ချိတယ်ပဲဒီလိုကြည့်ဒီပဲဘယ်လိုက်တော့တော့အကြောင်းမင်းတို့ကလည်းဘာမှမလုပ်ဘူး ကိုလေးဒါအချက်ကြည့်ပြီပါအေးခေါ်လာအဲ့အချက်ကြည့်ပြီနော်ပေါင်းကြည့်လိုက်တဲ့ဒီလိုပေါင်းကြည့်လို့ဟုတ်ကဲ့ပေါင်းကြည့်လို့ကျွန်တော်มีပစ္စည်းလေးဟုတ်လားဟုတ်ကဲ့ဆင်မပြေလို့လာပေါင်းကြတယ်ဟုတ်ပတ်စံရေးစီးလို့ခဏတော့လှည့်လိုက်တာပေါ့ကိုလေးဘာရတဲ့တဲ့အဲ့ဒီရရှိတယ်တော့ဒီကျိုးကဒီနကနဲ့တွဲရပေါ့ဟုတ်တယ်ကိုလေးလက်ကောက်က5ခွင့်ဒီလောကတီโอเคဘယ်ဘလောက်လို့ကျင်လဲဒါလေးကိုလေးချင်းပြီလေဈေးတက်ပြီးတော့ကျွန်တော်ပေါင်ပါလို့ကိုလေးဘလောက်ပေးမလဲဆိုတော့ကိုလေးဘလောက်ပေးမျိုးကဘိုင်းနောက်လာရောမှာကိုလေးလည်းတစ်ချက်တော့မရှိဘူးဘယ်လိုရှိကရှိလေဗျာဟဲ့အဲ့လိုမလုံးနဲ့လေရှောင်းပါလို့ဟုတ်တယ်မင်းအဲ့လိုကြည့်ရတယ်ဗျာဟုတ်တယ်မလားအဲ့လိုကိုင်းချင်းဆိုလာမပေါင်းနဲ့အမောဝတ်တာဒီမို့ကလည်းသူကနောက်တက်လို့ဆိုကြရှော့မတော့နဲ့9000ရမယ်9000ရေးရပါဗျာဟိုဒီကစီးလေကြည့်အောင်အေးဟုတ်တယ်9000ရပါဒီဟာလေးဆိုလည်းကြည့်ပါဗျာဟိုကအခုဈေးနေဆိုစီးနေခု9000ရနေရဘူးအခုမှလည်းပတ်စံအဲ့လောက်ပဲငွေမောက်အဲ့လောက်ပဲဒီလိုတော့မရှိတော့ဘူးရှိတော့အဲ့ပဲရှိတာအဲ့နောက်ဆုံးကေဆုံးနောက်ဆုံးကြည့်တယ်ပဲထည့်ပြီးလို့ရောင်းလို့မလို့မင်းတို့အဲ့လိုလက်တရမ်းမယ်လက်ဆိုတော့ဟုတ်ကဲ့ကိုင်းကြည့်အောင်ကိုလေးအိမ်ကိုတော့မလာနဲ့ကောင်းပြီကျွန်တော်ဖားပြစီဝဲစီဝဲပဲကျွန်တော်ဖားပြစီတွေကိုင်းကြည့်အောင်လုံးနေမင်းရလေကွာပစ္စည်းတင်ကလူတင်ကတော့ဟုတ်ရောင်းမင်းညီရှိတယ်စားမရှိဝမ်းစားဟိုရောင်းဘလို့ဝမ်းစားတဲ့ဒုက္ခရောက်လာပေါင်းတော့လား9000တော့ရှာပြယူလိုက်ယူလိုက်တော့မင်းကြုံလုံးနေမင်းကလေလုံးနေလို့လားစိုးရမှားတိုင်းဟာယူမှာယူနေလို့ထုတ်ရချရတယ်မစေ
တောက်ကောက်လားဆောင်းမဆေးဆောင်းမလေးစံနေငါလေးစံငါရောငါတဲ့ဟုတ်အခုကျွားတယ်မလဲကွာအဲ့မလုံးနေလို့မျိုးငါအတက်လက်မတန်ရနဲ့လက်တန်ရမယ်ဆိုဘုံဘုံတော့လက်ကြီးရဗျာဆောင်းစရအောင်ဟုတ်ခဏလေးတို့ဒါ3လပဲနော်3လကြော်လို့မရွှေ့ရင်ပစ္စည်းပြင်မရဘူးဟုတ်3လမနေဘူးလေမနေလက်ကဘိန်းတို့လာထွက်တော့ကိုကြည့်ကြည့်နေသွားပြီနောက်ရမယ်တော့ပြောဒီဘက်ကြာပြန်မူလေးနိုင်တဲ့ပုံစံ အဲ့ဒီမကြောက်သေးလားဒီနေ့ကခေါ်တော့မပြောနဲ့ခေါ်တော့စာအုပ်ပတ်စံလည်းမရှိဘူးအကုန်မေးလိုက်ပြီအဲ့တော့ဆရာတို့ဒီမနေ့တော့ထုံးမယ်ထုံးပြီးတော့မှစားမယ်နောက်တခြားသေးဒီလိုတခြားထည့်သေးတာနော် ဟုတ်ကဲ့ တခြားတော့တခြားသိနော် ဟုတ်ကဲ့ အေးမင်းလမနဲ့ပင်ဟိုထားဒီလာတွားခဲ့ဒီလာဒီမှာပတ်စံတွားရှာမယ်မေးတယ်မလို့နဲ့ ဟုတ်ကဲ့ အေးပြောလေးကတော့ပါဗျာဘယ်မှာတည်းပါအဲ့ဒါကောင်းကျေးဇူးပြောရတော့ဘာမှအဲ့ဒီနေ့ကတော့အဲ့လိုကောင်းတာပေါ့ဒီမဲ့လည်းဘယ်တော့ကสู้အောင်မလားဘောပြန်လာရတာဟာလာကြိုခိုင်းနေတယ်ဟောဘယ်မှာပစ္စည်းမှာလဲဒီပစ္စည်းတွေတော့ဟာဘာဟာနေရပြီဘောဒီမှာပဲထားကြတာပါဟာနေကဒီမှာဟုတ်ပါတယ်ဒီမှာပဲထားကြတာပါဒီမှာထားလို့ဘောတော့ခေါင်းလိုက်သွားတာပါဘယ်ဝင်နေဟောလေးလာပြီးတော့နေတော့ပြန်လာမှရှာတော့တော့တော့ဟုတ်ပြီဒီတော့ပြလိုက်တော့ โอเค ဟေး ဦးလေးမှာပစ္စည်းကိုပြသွားတယ် အောင်ဘရိုဒီလေရ ဟာကပြောလို့ရမယ်ကျွန်တော်ဦးရစိတ်900ပြောပြရတယ်ခုနကဦးရဲ့အိမ်ငယ်ရဲ့အချိန်မှာဦးရဲ့ကိုယ်ခင်ကောင်းငါမလို့အိမ်ကမှဝင်သွားတယ် ဒါဘယ်ဟာတူလဲရဘယ်မှာဟာတူပဲမမရှိဘူးရ ကျွန်တော်လည်းမကြည့်ဘူးပစ္စည်းယူပြီးတော့ပြန်ထွက်သွားတယ်ကျွန်တော်လည်းမေးတယ်မေးကသူတို့ရဲ့အမိပစ္စည်းက ဟာဘာပစ္စည်းလဲ ကျွန်တော်လည်းမကြည့်ဘူး ဘယ်လိုပုံစံလဲ ဘူးမဲကဘူးမဲပဲဗျာကျွန်တော်လည်းမေးကိုမေးပစ္စည်းဆိုတော့ကျွန်တော်လည်းထားရတယ်ပြန်ခဲ့ရဦးလေးရှိတာပြောဦးရဲ့အိမ်ငယ်ကျွန်တော်စောင့်နေတာဦးလေးခုထွက်လာကျွန်တော်ဦး ကအဲ့လိုဘယ်တော့လဲ ဟုတ်ကဲ့ထွက်သွား ဟာမင်းငါလည်းမနှုတ်ဘူးကွာမင်းအဲ့ဒါပြန် ဦးရဲ့အိမ်ငယ်ကြီးငိုးလို့ရမှာလား ဟာမင်းပစ္စည်းကပုံရေးကြည့်တယ်သူအဲ့ရရေးမကြည့်လေကွာ ကျွန်တော်လည်းမကြည့်ဘူးဦးကမှကြောင်းကမှမဟုတ် 对，哈，真的呀， သွားပြီအဲ့ဒါ 快呀，真的哦，我没有讲烧不干这种啊，这个嘛，不多，我的不可能，哎，忘了进来是吧？啊，准备不了。好，ဒီမှာဝင်မသွားတယ်ကွာငါလည်းအိပ်ပျော်သွားတယ်ဟိုကောင်လေးကလည်းငါ့ကိုတွေ့မှာပြောကလေးပြောရင်လည်းငါတော့လိုက်သွားရင်မိသေးတယ်အားမင်းမပစ္စည်းတွေပါသွားတယ်ကွာဒီကောင်လေးငါအိမ်ကမျိုးမြတ်ဆောင်းသွားပြီတော့နောက်တစ်ခါတော့ငါအိမ်ထက်လာမှာပဲဒီကောင်လေးကိုပညာပြတဲ့အနေနဲ့တစ်ခွက်ရွှေ့ရမယ်ဒီကောင်လေးတွေ့မယ်လုံထားဖို့ကွာဟေးဘယ်လိုလဲ
စ္စည်းကိုမောက်သွားရောပါလေကျွန်တော်ကတွေ့ရလားဒီမှာထွေးတဲ့ရှာရတဲ့ပစ္စည်းကိုခိုးချင်တဲ့ကောင်လေဒါလည်းမင်းကတွေ့တယ်ခိုးတယ်လားဒီလိုလားတွေ့ရှိုးကြောင်ဆောင်ရတယ်တော့လေဒီဘေးမှာဒါလည်းခိုင်းချူရတာဖြစ်တယ်ဘယ်အိမ်လဲ ကွင်းတို့ကိုတန်းဖန် ပေါ့မှာဘုံမှာတင်ပေးထားတာ ဟုတ်တယ် စင်တယ်လားမသိ ပြောတော့ခက်တာဘာပုံးလေးတော့မသိဘူး ဘူးတန်မိုးကြီးမှာပဲ အေးရ ချလို ဒီ က် ဘက်အိတ်နေအစင်းစစ်ပဲဝင်လိုက်မယ် သွားဗျာရှုပ် ရှုပ်လား ပြေးသွားဘုံအစင်တဲ့ဟုတ်ဘုံအစင်တဲ့ရောဘုံအစင်တဲ့ဟုတ်စင်တဲ့ထားပြီးထားတာတော့ခရရတယ်မမေးတွားနေရရှိလို့နေပြီလားဘုံထုတ်ထားရတယ်ဆိုတော့ဟုတ်ကဲ့ဒီဘုံကတော့တော့ချက်ဆန်ချာနေနေပဲရှိတယ်ဟဲ့ချင်းကောင်းရော ချိန်မကောင်း အေးတော့လေတော့ချက်ချက်ကိုရဲကိုအေးရှိတော့ ခဏလေးပါရှူပါလေကြိုက်နေ ကြိုက်မိုက် ပါရပါလေ ခါဒီကာလာလာဘာလဲငါစင်းတဲ့ဘုံတော့ဘာလဲအဖရပါစင်မပါလေကောင်းတော့ညာလည်းမရဘူးဒီလိုမှမရှောက်တော့ဘူး ဟုတ်တယ်ရမယ် တော့ဘုံကကွတ်တီးတယ် ရနေ ဟာဒီကောင်ကွာအသိရရောက်မယ်ကွာဘာလာလုပ်နေပြီဟာလေရ လွတ်တာဗျာရ ဒါပဲမင်းနဲ့မဆိုင်လို့ မင်းနဲ့မပါမဆိုင်မနဲ့ဘာအောင်နေရတဲ့ကအားလာချောင်းဟဲ့ဆိုင်ဆန်ကခွေးမဆိုင်ဘူးကွာ ဟေ့မင်းပထမတစ်ခေါက်တော့ကလည်းဝင်ပြီးတယ်ငါ့ပစ္စည်းဘယ်ပဲရမင်းနဲ့မဆိုင် မင်းများနေပြီနော်မင်းတို့အဲ့ဘယ်ရယူလာလဲဆိုငါအကုန်ကြည့်ရတယ်ဟုတ်ပြောစီခြင်းဆိုလို့ရှိလို့ရှင်မင်းတို့သုံးပုံခွဲပြီးတော့ငါ့ကိုတပုံပေးရအဲ့ဒါမှမဟုတ်ဘူးဆိုရင်ငါကတော့ပြောမှာပဲမင်းတို့လောက်ခါငါကုန်ပြီဟဲ့တော့ကုန်တိနေပြီရောမရနဲ့ရောမလို့ကျင့်ရအောင် ကဲထားလိုက်ပါမင်းသိပြီဆိုတော့မင်းတို့ဒီတွေကတစုပေးရမယ်နော်ပေးမယ်ဒါမင်းပါစက်လုံးမလို့ရေးကြည့် စိတ်ချကွာစိတ်ချ ပေးကြပြီနော် ပေးကြဇက်မလို့မင်းကတွေ့မယ်နော် အခုသွားပြီးတော့အခုသွားလို့ပါစက်မလို့မင်းသိပြီနော် ပြီးပါရဲ့တော့မလားကြာလာလိုက်ရဲ့ ကျွန်တော်တော့ခုမှကိုလေးရှိတာဘူးလားစီးချက်ပြတယ်ကောင်းပြီချက်ကြည့်လို့ဟုတ်လားလေဟုတ်ကဲ့လားဟုတ်ပြီ ပစ္စည်းရမေး ဟုတ်တယ်ဒီကောင်းပြီဒီကောင်းပြဆိုလို့အချက်ရှိတော့လည်းရှိတယ်ဟုတ်ပြီဟုတ်တယ်တော့လာမှာတယ်ဒါကျွန်တော်သိပြီပါငယ်ချင်းတွေဘယ်လောက်ဖြစ်နေလဲဆက်ဒီတော့သူကဒီတော့ဘူးတော့တော့တော့သုံးမလို့ဖြစ်နေတယ်ဒါတော့တော့မင်းတို့ကတော့ပြောတာဒါမင်းတို့ဖြစ်နေတာပြေးပြီးတော့ငါဖုန်းကြည့်လို့ဘာမှမသိဘူးပေါ်ရခဲ့တာတော့ဘုံရောက်ပါရဆိုတော့ငါမျိုးသုံးနောက်ပြီးကျန်နေအောင်ဟိုကလာပြီးဒါတော့ငါလာပြီးလုပ်ရတယ်ဟိုတော့လည်းမပေါ့အခုဒီဈေးပဲလုပ်ရတယ်ပြည့်တယ်နော်ပြည့်ဟုတ်ကဲ့ပြည့်ကျေးဇူးနော်ကိုလေးနောက်တက်မယ်နော်နောက်ပစ္စည်းချောမယ်ဆိုတော့အိမ်မလာခဲ့တယ်ဟုတ်ဟုတ်အဲ့ဒါဟုတ်တော့ဘုန်းလည်းလက်တော့ဘယ်မှာကြည့်မြောက်ဆောင်းနေတော့ဒါတော့လည်းရတယ်ဘုန်းမလို့300တဲ့မင်းတော့တောင်းတယ်စ
စစ်ရရစစ်ပြီနော်ဒီတော့ တော့ရ မင်းနှုတ်လို့မသိနော် မင်းအဒီကနော် အဒီကနော် စိတ်ချပါ နှုတ်မလို့နော် အောင်းပါ ဒီတော့မင်းသားချင်းနေဆောက်ဆောက်မှတော့တယ် တော့မင်းစားကြ အဲ့တော့ဒီလိုသွားမယ်နော်အားလည်းတော့တော့အား ဟာရအမေဘယ်ရ ဟမ် ဘယ်ရလား ဘယ်ရလဲ ဒီဘူး ဒီဘူးပဲမှာကျွန်တော်ကောင်ရောင်းသွားတာ ခကောင်ရောင်းလာလေ ကျွန်တော်ကောင်ရောင်းသွားဖောက်တယ်ကျွန်တော်ငွေတိုးချီးတာ အာငါဘူးရငါဘူး ဟောငါဘူးလေဘာအလားချောင်း ကျွန်တော်စနိုက်ကဟိုကဝယ်လာ ဟေးမင်းတို့ငါမမတော့ပါလေရ ဘာတော့လေဘာတော့ဘယ်တော့လေ ဒီလိုဖွင့်ကြည့်လိုက်အဲ့ဒါမှငါစာရေးထားတယ်မြဖွင့်ကြည့်လိုက်ဖွင့်ကြည့်လိုက်က လင်ချင်းမလုံးနဲ့ ဖေးဖေးရလက်ကန်တော့ငါဖွင့်ပေးမယ် မယူရနဲ့ယူရလို့ ဘယ်လိုချိန်မှပဲဖွင့်မှာရ အဲ့ တော့ဖွင့်ကြည့်လိုက်ငါစာရေးထားတယ်မှာဟိုကောင်လေးငါ့ကိုပထမဂျင်းနေပါလို့အခုမင်းတို့လည်း အဲ့ရတင်းကချောင်းလို့ချင်းနေခင်းလာရနေ မှတ်ပြီလားမှတ်ပြီလား ဟုတ်တယ်ရ ဟောပထမဟာရဟာရရွှေတွေခိုးရလို့ မချမ်းရကွာ ဟောဒီကောင်တွေကိုလက်ချနေတာ ဟော အခုဒီကောင်ပဲသွားလေရ ဟောခန်းလိုက်ရော အေးငါတက်တက်ခွင်းစင်ထားတာဟာအဲ့ချောက်ဆိုပြီးခွင်းစင်အားကြီးတင်ထားတာဒီကောင်လေးစမစ်ကိုသိရင်လို့ ဟောနေငါတို့လှုပ်ချလိုက်ပြီကွာ အခုဒီကောင်ပဲသွားရ ဟောအပတ်ထော်ရတယ်ကြောင်းပြီးတော့အခုလေး ဒါလည်းလည်းလိုက်ကနော် လိုက်တော့ဦးလေး ဒါပါ လိုက်တော့ဦးဟုတ်ကဲ့တော့အောင်မယ် ဟုတ်တယ် ဟုတ်ကဲ့တော့အောင်မလိုက်တော့ဦးသွားဆက်တော့ အောက်ကိုတော့ အခုလည်းခမက်ယူရလိုက်တော့ အေးဘယ်နာလောက်ရှိမလဲ ဟာအပတ်ထော်အကောင်ခုနလက်ဖေးတယ်မှာရှိ အေးဟုတ်ဟုတ် ဟုတ်နော် အေးအေး ဟောမင်းကြောက်လာပြောလိုက် အေးဟုတ်ဟုတ်ဟုတ် တော့ဟောတော့ဟိုရွှေဘူးနဲ့ပတ်သက်ငါ့ကိုပွိုင်တက်တော့ဘူးမဟုတ်ဘဲပိုင်ရှင်လားမသိပေါ်နေခုနကငါတို့ပထမလေးရွှေဘူးလာရောင်းသွားအခုဒါရောင်းဒါကြီးအတူရှင်အဒီဘက်ကဖြစ်လိမ့်မယ်ပွိုင်တက်လိမ့်မယ်ဟောဒီကောင်အိတ်ကနေလုံးရတော့ဘေးလိုင်းပြန်လာရင်ငါတို့ပွိုင်တက်လိမ့်မယ်ဟောဒီကလင်းမှရ